ဖြစ်သူကိုဖိုးစောမပြည့်ပြည့်မိသားစုတို့နှင့်သာသနာပြုဝေယဝုဆကုသိုလ်လုပ်ငန်းအမျိုးမျိုးတို့ကိုဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြကုန်သောလူငယ်လူကြီးလူလတ်ပါမကျန်ရေအပ်မမြင်အပ်သောပုဂ္ဂိုလ်တ attva အပေါင်းတို့နှင့်အတူတကွဖြစ်သောဘုရားတပည့်တော်မတို့၏ကုသိုလ်ကံစေရနာတို့ကိုဤချမ်းကိုစောင့်ကြကြကုန်သောချမ်းဆောင်တဲ့ရက်ဆောင်တဲ့ရွာဆောင်တဲ့သူကြီးရွာတွင်နေထိုင်၍သွားကြကုန်သောဒါယကာကြီးဥတ္တထုံဒါယိကာမကြီးဒေါခင်လဒါယကာဥတ္တလွင်တို့အားအထူးအားဖြင့်အမြဘေးဝေပါ၏အရှင်ဘုရားအမြရ၍အာလုံးသောတတ္တဝါတို့သည်ကိုယ်စိတ်နှဖျားလိုအိတ်စာဖြင့်ချမ်းသာကြသည်ကျမ်းမာကြသည်ဖြစ်ပါစေသာအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုနာမောဆက်လေးတစ်စီးအတော်လေးဆောင်းနေပါပြီမိမိတို့ဆက်လေးများမိမိတို့သိကြည့်ကြပါဦးနော်